ဇလိုင်းဆက်မှာတော့တစ်ဖက်မှာတနတ်တလက်ကိုကန်ဆောင်ထားတဲ့ခမမိုက်ပုံစံနဲ့လူတစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီးတခြားတစ်ဖက်မှာတော့အဲ့ဒီလူကိုကြောက်လန့်နေပုံရတဲ့လူစုကိုတွေ့ရမှာပါခမမိုက်ပုံစံနဲ့လူကတဖြည်းဖြည်းနီးကပ်လာတဲ့မျှတစ်ဖက်ကလူတွေကပုံမတုံလုံနေခဲ့ပြီးသူတို့ကအဲ့လူကိုတတ်ပစ်ဖို့ပြောနေခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်ကလူကသူတို့တနက်ကထွက်လာသမျှကြီးစားနေကိုတန်ပိုက်တစ်ခုတည်းကိုတုံးကကာပလိုက်ပါတယ်အရီနောက်သူကလှင်မြန်စွာနဲ့တစ်ဖက်ကလူတွေကိုတယောက်ပြီးတယောက်တတ်ပလိုက်ပါတယ်သူကကြီးစားထုတ်ဝက်လူသက်သမားဖြစ်တဲ့ဆာကာမူတိုပဲဖြစ်ပါတယ်။ဆာကာမူတိုကအရန်ကိုတော်တဲ့ကြီးစားသမားတစ်ယောက်ဖြစ်ပြီးကြီးစားအလုံးကလည်းကြောက်ရတဲ့သူပါ။ဒါအပြင်သူ့ကိုအားကြပြီးတစ်ချိန်မှဆာကာမူတိုလိုဖြစ်လာဖို့မျှော်လင့်နေကြပါတယ်။ဒါပေမဲ့တရက်မှာတော့ဆာကာမူတိုကဈေးသွားဝင်ရင်ကောင်မလေးတစ်ယောက်ကိုချစ်မိသွားခဲ့ပါတယ်။ပြီးတော့သူကအဲ့ဒီ main ကလေးကိုလက်ထပ်ယူခဲ့ပြီးသူမနဲ့ကလေးတစ်ယောက်ကိုတောင်မွေးခဲ့ပါသေးတယ်။ဒါအပြင်အဆိုးဆုံးကတော့ဆာကာမူတိုကဝါသွားခဲ့တာပါ။အဲ့ဒီနောက်မှာတော့နှင်းနှင်းငယ်ကြာပြီးတဲ့အချိန်မှာရှင်းကဆာကာမူတိုကိုလိုက်ရှာနေခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်ကဆာကာမူတိုရဲ့စတိုးဆိုင်လေးမှာတော့ကောင်လေးတစ်ယောက်ကဆိုင်နိုင်ရန်မှာစကွိုင်းလေးတွေဆွဲနေခဲ့ပါတယ်။ပြီးတော့သူကဆာကာမူတိုကိုတေချာတီတာဖို့ပြောလိုက်ပြီးတကယ်လို့စဝိုင်းရဲ့အလဲကိုတဲ့အထိရင်မုံလက်ကားပေးရမယ်လို့ပြောနေခဲ့ပါတယ်။အဲ့ဒီနောက်ကောင်လေးကသူ့ရဲ့မြောက်ယူကပြစ်ဖို့ပြင်ဆင်နေချိန်ဆာကာမူတိုရဲ့မိန်းမနဲ့ကလေးကရောက်လာပြီးကောင်လေးကိုတေချာကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ပြစ်ချက်ကလွဲသွားတာကြောင့်ကောင်လေးကစိတ်ညစ်သွားခဲ့ကသူ့ရဲ့မြောက်ကိုပြန်ကောက်ယူဖို့လုပ်ပါတယ်။အဲ့ဒီချိန်သူ့ရဲ့လွယ်ကပွင့်သွားပြီးပစ္စည်းတွေကအောက်ကိုထွက်ကျသွားကမှင်တွေကဆိုင်ထဲကိုဝင်လာတဲ့လူကြီးရဲ့ဘောင်းမီကိုဆွမ်းသွားခဲ့ပါတယ်။ဘောင်းမီမှာမှင်တွေဆွမ်းသွားတာကိုမြင်တော့လူကြီးကဒေါသထွက်သွားပြီးကောင်လေးကိုလေဝင်းကနေကင်မြောက်ကအော်ဟစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းလန်သွားတဲ့ကောင်လေးကအသေးအတန်ရုံးကန်နေခဲ့ချိန်သူ့ရဲ့ခြေောက်ကြီးကလူကြီးရဲ့ဘောင်းမီကိုကန်မိကထပ်ပြီးဆွမ်းသွားခဲ့ပါတယ်။ဒါကြောင့်လူကြီးကပုံမုံစိတ်လိုသွားပြီးသူကကောင်လေးကိုထိုးလုပ်လိုက်ချိန်ဆာကာမူတိုကတားလိုက်ပါတယ်။ပြီးတော့သူကလူကြီးရဲ့လေဝင်းကသွေးကြောကိုထိုးလိုက်ပါတယ်။ဒါပေမဲ့ဒါကဆာကာမူတိုရဲ့အတွေးမြတာဖြစ်ပြီးအပြင်ဘက်မှာတော့သူကပတ်တနာကိုပြေလည်အောင်ဖြည့်ရှင်းပေးခဲ့ပါတယ်။အဲ့ဒီချိန်ဆန်ရဲကိုဘယ်အချိန်တည်းကရောက်နေမှမသိတဲ့ရှင်းကဆာကာမူတိုကိုအဲ့ဒီလူရဲ့လေဘင်းကသွေးပြန်ကြောင်းကိုထိုးလိုက်တာကိုမြင်လိုက်ရတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကဆာကာမူတိုကိုမတွေ့ရကြပြီးတော့ကျွန်တော်ကစိတ်ဆွမ်းအားရှင်ရှင်းမှလို့မိတ်ဆက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရှင်းကဆာကာမူတိုကသူ့ကိုစိတ်ထဲကနေတတ်ချင်နေတာကိုခံစားမိပြီးသူကလန့်သွားခဲ့ပါတယ်။ဒါကြောင့်ရှင်းကသူကလက်အောင်ငယ်သားလေးဘာလို့တွေ့ရနဲ့တတ်ချင်နေရလဲလို့မေးလိုက်ပါတယ်။နောက်တော့သူတို့ကအပြင်မှာထိုင်ပြီးစကားပြောခဲ့ကြပါတယ်။ရှင်းကသူကြားခဲ့ရတာတွေအားလုံးကအမှန်နေပေါ့။ခမားတကယ်ပဲစတိုးဆိုင်ဖွင့်ခဲ့တာလားလို့မေးလိုက်ပါတယ်။ပြီးတော့ရှင်းကဆာကာမူတိုကိုကျေးစားလုပ်တွေကိုပြန်လုပ်ဖို့နဲ့ဆာကာမူတိုလိုလူကအခုလိုတွေနေတာကနှမျောစရာကောင်းတယ်လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ဆာကာမူတိုကတော့မျက်နှာကိုတစ်ဖက်လှည့်လိုက်ပြီးကျေးစားပြန်မလုပ်တော့ဘူးလို့ပြောခဲ့ပါတယ်။ဒါကိုကြားတော့ရှင်းကအတော်လေးစိတ်တူနေခဲ့ပါပြီ။ဒါပေမဲ့ဆာကာမူတိုကတော့ဂိမ်းဆိုင်ပဲခောက်ဆွဲပြုတ်ကိုသာစားဖို့လုပ်နေခဲ့ပါတယ်။အဲ့ဒီချိန်ရှင်းကဆေးလိပ်ကိုထုတ်ပြီးဒါဆိုခမားကအခုလိုပဲနေတော့မပေါ်လို့ပြောကမင်းကြီးဖို့လုပ်လိုက်ချင်ပါပဲသူ့ရဲ့ဆေးလိပ်ကပြက်ကျသွားခဲ့ပါတယ်။ဒါကြောင့်ရှင်းကလန်သွားချိန်ဆာကာမူတိုကသူ့ရဲ့ဓာတ်ကိုပြန်သိမ်းလိုက်ပြီးနိုင်ရမှာကတ်ထားတဲ့ဆေးလိပ်မတော့ဆိုတဲ့ဆိုင်းမုတ်ကိုပြလိုက်ပါတယ်။တစ်ဖက်မှာတော့ရှင်းကဒါကဆာကာမူတိုနေနဲ့သူကဝါနေပေမဲ့မင်းကိုချိန်မွေးရှင်းပြလို့ရရဲဆိုတာသတိပေးနေတာလားလို့တွေးနေခဲ့ပါတယ်။အဲ့ဒီချိန်လူကြီးတယောက်ကရောက်လာပြီးဆာကာမူတိုကိုအကူအညီပေးဖို့တောင်းဆိုနေခဲ့ပါတယ်။ဒါကိုကြောတော့ရှင်ကဒီလူကြီးကဆာကာမူတိုကိုလှုပ်ဝက်လူတက်ပေးဖို့လာခေါ်တယ်လို့ထင်သွားပြီးအနောက်ကနေလိုက်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့နေရာကိုရောက်တော့လူကြီးကဓားနှချောင်းကိုဆာကာမူတိုကိုပေးလိုက်ပြီးအပင်ရဲ့အကားလေးကိုခုတ်ခန်းခဲ့တာပါ။ဒါကြောင့်ဆာကာမူတိုကလူကြီးရဲ့အပင်ကိုခုတ်ပေးလိုက်ပါတယ်။ပြီးတော့သူကထမင်းစားလို့ကြီးကြနေတဲ့ကလေးကိုထမင်းစားအောင်ကူညီပေးခဲ့ပြီးဘောလုံးဝေမတက်ဖြစ်နေတဲ့ကလေးတွေကိုလည်းကူညီပေးခဲ့ပါတယ်။ဒါတွေကိုမြင်တော့ရှင်တယောက်ကစိတ်ပြတ်နေခဲ့ပြီးဆာကာမူတိုကိုခမားရဲ့ခုပုံစံကအရန်ကိုရဲစရာကောင်းတယ်လို့ဆိုလိုက်ပါတယ်။အဲဒီချိန်ကောင်လင်းကပြစ်လိုက်တဲ့မြားကရှင်းကိုထိသွားပြီးကောင်လင်းကလည်းထွက်ပြေးသွားခဲ့ပါတယ်။အဲဒီနောက်ရှင်းကကားပေါ်ကိုတက်လာပြီးဆာကာမူတိုနဲ့ပတ်သက်လို့အနေငယ်မကျေနပ်ပေမဲ့သူကဆာကာမူတိုကအရန်မိုက်တယ်လို့ထင်နေခဲ့ပါတယ်။ပြီးတော့ရှင်းကဆာကာမူတိုနဲ့တူအလုပ်တူကိုတွဲလုပ်ချင်နေခဲ့ပါတယ်။အဲဒီချိန်ရှင်းစီဖုန်းဝင်လာပြီးတစ်ဖက်ကဆာကာမူတိုကိုဖြောင်းဖြလို့ရရလားလို့မေးပါတယ်။တကယ်လို့မရရင်တပ်ပစ်လိုက်ဖို့ပြောတာကြောင့်ရှင်းကတွေးယူသွားပါတယ်။တစ်ဖက်မှာတော့ဆာကာမူတိုကအဖွဲကိုသစ္စာဖော်ပြီးထွက်သွားတာကြောင့်ရှင်းမြစ်ဖို့ပြောလိုက်ပါတယ်။အဲဒီညအိမ်ကိုပြန်အောင်တော့ရှင်းကရေချိုးပြီးနောက်ဆာကာမူတိုနဲ့ပတ်သက်ပြီးစဉ်းစားနေခဲ့ပါတယ်။သူကဆာကာမူတိုကိုအရန်သဘောကျပြီးမတက်ပစ်ချင်ပေမဲ့သူမလုံးရင်ချားသူကဒါကိုလုံးနိုင်မယ်ဆိုတာရှင်းကသိနေခဲ့ပါတယ်။ဒါကြောင့်နောက်ရက်မှာသူကဆာကာမူတိုရဲ့ဆိုင်ကိုသွားလိုက်ပါတယ်။ကလေးတွေကသူ့ကိုစကားလမ်းပြောပေမဲ့ရှင်းကတော့သူ့ရဲ့အလုပ်ကိုငြိမ်သက်စွာလုပ်နေခဲ့ပါတယ်။ရှင်းကထဲကိုဝင်လိုက်ပြီးဆာကာမူတိုကိုစကားပြောလိုက်ပေမဲ့သူ့ရဲ့လာရင်ကိစ္စကိုသိနေတဲ့ဆာကာမူတိုကတော့သူစားနေတဲ့ကြားလုံးကိုသိမြင်လာခဲ့ပါတယ်။ပြီးတော့ရှင်းကတနက်ကိုထုတ်ခါပစ်လိုက်ချိန်ဆာကာမူတိုကရှင်းကိုသူ့သိမြင်ထားတဲ့ကြားလုံးနဲ့လှမ်းပစ်လိုက်ပြီးကြီးစံကိုတားလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆာကာမူတိုကချက်ချင်းပဲပျောက်သွားခဲ့တာကြောင့်ရှင်းကလန့်သွားပါတယ်။အဲဒီနောက်မှာတော့ရှင်းကဆာကာမူတိုရဲ့ကြားလုံးတွေနဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးခရင်ပေါင်မုံတွေနဲ့ပြစ်တာကိုပါခံလိုက်ရပါတယ်။ပြီးတော့ရှင်းသတိမထားမိချိန်မှာပဲသူကဆာကာမူတိုရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။
အရင်နောက်ရှင်းနိုးလာတော့သူကဆာကာမူတိုရဲ့အိမ်မှာရောက်နေပြီးကလေးမကသူ့ကိုလာကြည့်ကနိုးလာပြီလားလို့မေးလိုက်ပါတယ်ပြီးတော့ဆာကာမူတိုရဲ့မိမကရှင်းကိုတခါတည်းစားသွားဖို့ပြောလိုက်ပြီးသူ့အတွက်ထမင်းခူးခဲ့ပေးပါတယ်တေချာပြင်ဆင်ထားတဲ့ထမင်းပွဲကိုကြည့်ကရှင်းကဒါကစိတ်ကထားလာလို့မတင်ငါဖြစ်နေခဲ့ပေမဲ့သူကဒီအတွက်ခန္ဓာရင်ရှိအောင်လုပ်ထားတာမို့တိတ်မကြောက်ခဲ့ပါဘူးဒါပေမဲ့ရှင်းကစားစရာကိုတလောက်ယူစားကြည့်ပြီးနောက်မှာတော့သူကဖုံပြနိုင်တဲ့နှွေးထွေးမှုကိုခံစားလိုက်ရပါတယ်ဒါအောင်မြင်တော့ဆာကာမူတိုရဲ့မျိုးသမီးကသူလဲရှင်းလိုပဲလို့ဆာကာမူတိုကိုလှမ်းပြောနေခဲ့ပါတယ်ရှင်းကတော့သူ့အလုံးလုံးနေတော့ကတော့မစားခဲ့ရဘူးတဲ့အရာကိုသဘောကျသွားခဲ့ပါပြီပြီးတော့ရှင်းကဆာကာမူတိုကဒီပုံမှန်မိသားစုဘဝကိုကာဝယ်ဖို့ကြေးစားလုပ်ကိုဆွန့်လွတ်ခဲ့ရဆိုတာသဘောပေါက်သွားခဲ့ပါတယ်စားတော့ပြီးတော့ရှင်းကိုဆာကာမူတိုကအပြင်အောင်လိုက်ပို့ပါတယ်အဲဒီမှာရှင်းကဆာကာမူတိုကိုစားတော့အတွက်ကျေးဇူးတင်ပြီးဆာကာမူတိုကတော့ရှင်းကိုနောက်လဲလာဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒါအောင်မြင်တော့ရှင်းကဆာကာမူတိုကိုတကယ်ပဲမနိုင်အောင်လို့ပြောကထွက်သွားပါတယ်နောက်ဝက်မှာတော့ရှင်းကအဖွဲ့အစည်းနဲ့တွားတွေ့ခဲ့ပြီးဆာကာမူတိုကိုလှုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့စီကန်ရအဖွဲ့ကဒါကိုလက်မခံခဲ့ပါဘူးရှင်းကတော့ဆာကာမူတိုမှာအခုဆိုပြန်စရာနေရာရှိနေပြီမို့တကယ်တမ်းတောင်းဝန်ယူရမယ်ဆိုရင်သူ့ရဲ့အသက်ကိုအစားယူဖို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ခေါင်းဆောင်ကလက်ခံလိုက်ပြီးဆာကာမူတိုကိုလှုပ်ပေးစေခြင်းရင်မင်းရင်တေးလိုက်လို့ပြောပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲကနေဒါကဘယ်လိုဖြစ်နိုင်မှာလဲသူကအဖွဲ့ကိုတစ္ဆာဖောက်ထားရပဲလို့ပြောလိုက်ပါတယ်ပြီးတော့သူကရှင်းကိုမင်းကအယူပဲအခုအရင်တေးလိုက်တော့လို့ပြောလိုက်ပါတယ်သူရဲ့စကားဆုံးမှာတော့ရှင်းကတနက်ပြောင်းဝါကိုခေါင်းဆောင်မကိုလှည့်လိုက်ပြီးရှင်းရှင်းလင်းလင်းကြီးကြားလိုက်ရတယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူကဒီလိုဖြစ်လာမယ်ဆိုတာကိုလည်းကြိုတွေးထားပြီးသားလို့ဆိုကတိုက်ခိုက်ဖို့ရွေးချယ်ခဲ့ပါတယ်တစ်ဖက်မှာတော့ဆာကာမူတိုကဒါရီအားလုံးကိုနားထောင်နေခဲ့ပြီးသူကခလော့ခုကိုနှိပ်လိုက်ပါတယ်အဲနောက်မှာတော့သူ့ရဲ့စတိုးဆိုင်ကရွေးချောသွားခဲ့ပါတယ်ပြီးတော့စားစရာကုန်ပစ္စည်းတွေစားမျိုးစားစုံတဲ့တနက်တွေကထွက်ပေါ်လာခဲ့ပါတယ်ဆာကာမူတိုကတနက်တွေအများကြီးတွေကမှကျင်းစားတစ်ခုကိုသာရွေးယူခဲ့ပါတယ်တစ်ဖက်မှာတော့ရှင်းကသူ့ရဲ့တနက်ကိုကြည်ဖြစ်လိုက်ပြီးတစ်ဖက်ကလူတွေကိုပြစ်ခတ်ခဲ့ပါတယ်သူကပြေးလွှားရင်းပြစ်ခတ်နေခဲ့ပြီးတစ်ဖက်ကလည်းသူ့ကိုလိုက်ရှာနေခဲ့ပါတယ်အဲဒီနောက်တယောက်ကရှင်းကိုတိုက်ခိုက်ဖို့လုပ်လိုက်ပေမဲ့သူ့ရဲ့အတန်ကိုကြားသွားတဲ့ရှင်းကချက်ချင်းပဲသူ့ကိုတိုက်ခတ်လိုက်ပါတယ်ပြီးတော့ရှင်းကကြည်ကတ်ကိုထပ်ပြေးပြီးရှေ့ကိုဆက်သွားနေချိန်နောက်ကတယောက်ကသူ့ကိုပစ်ဖို့လုပ်ပါတယ်ဒီတစ်ခါမှလည်းရှင်းကသူ့ရဲ့အတွေးကိုကြားသွားပြီးရှောင်ထွက်သွားနိုင်ခဲ့ပါတယ်ခေါင်းဆောင်ကတော့ရှင်းကိုခုထိမမီသေးလို့စိတ်တိုနေခဲ့ပါပြီဒါကြောင့်တယောက်ကရှင်းကသူတို့လုံးမဲ့ຢာတွေကိုကြိုသိနေတယ်လို့ပဲလို့ပြောပြပါတယ်ဒါကိုကြားတော့ခေါင်းဆောင်ကရှင်းကစိတ်ဆွမ်းရှင်မလို့သူ့နားကိုရမ်းကတ်ဖို့ပြောလိုက်ပါတယ်အဲဒီချိန်ရှင်းမှာကြည်တကတ်တာရှိပါတော့တယ်သူကဖောက်ထွက်ဖို့လုပ်ပင်မဲ့တနက်မှန်သွားပြီးအားလုံးကသူ့ကိုမိသွားခဲ့ပါတယ်အဲဒီချိန်ဆာကာမူတိုကရောက်လာပြီးရှင်းကိုကယ်ထုတ်လိုက်ပါတယ်သူကအားလုံးကိုအပြတ်ရှင်းလိုက်ပြီးရှင်းကတော့ဆာကာမူတိုကိုသဘောကျနေခဲ့ပါတယ်အဲဒီနောက်ရှင်းကဆာကာမူတိုကိုဘယ်လိုရောက်လာလဲလို့မေးတော့ဆာကာမူတိုကသူထည့်ပေးလိုက်တဲ့ရှင်းရဲ့တနက်ထဲကအတန်ဖန်းဆက်ကိုပြလိုက်ပါတယ်အဲဒီနောက်ဆာကာမူတိုကရှင်းကိုသူ့ရဲ့ဆိုင်မှာအလုပ်လုပ်ဖို့ခေါ်ခဲ့ပါတယ်ဒါကြောင့်ရှင်းကလက်ခံလိုက်ပြီးနောက်အတေမှာသူကလှုပ်ဆောက်ဝင်ခဲ့ပါတယ်ဒါပေမဲ့ဆာကာမူတိုကရှင်းကိုသူ့ရဲ့အရင်လုံးနဲ့ပတ်သက်ပြီးဘာမှပြောခိုင်းခဲ့ပါဘူးရှင်းကလည်းဒါကိုနားထောင်ခဲ့ပြီးဇလန်းလေးကလည်းတခန်းရသွားခဲ့ပါတယ်